သမိုင်းဝင်ကြေကွဲဖွယ်ဖြစ်ရဲ့နောက်ွယ်မှာမန်ယူတင်းရဲ့လက်မလျှော့တတ်တဲ့စိတ်ဓာတ်တရေနီစိုက်ကားကိစ္စတဲ့ချစ်စနိုးနာမည်ပြောင်းတွေနဲ့မြန်မာပြည်သက်အားပေးမှုအများဆုံးဖြစ်တဲ့မန်ယူတင်းရဲ့ Old Trafford ကွင်းကိုရောက်သွားခဲ့မယ်ဆိုရင်အရှိတဲ့အဆောက်အုံနဲ့ရန်ပေါ်မှာမြူးနစ်အောင်မေ့ပွဲနာရီကိုဒီနေ့ထိတိုင်မြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီနာရီရဲ့မျက်နှာပြင်ပေါ်မှာ1958ဖေဖော်ဝါရီ6ရက်ဆိုတဲ့နေ့စွဲကိုရေးသားထားပြီးနာရီလက်တံတွေကညနေ3:04မိနစ်ကိုညွှန်ပြနေစေပါ။ဒါဟာမြူးနစ်လေရင်ပြတ်ကျခဲ့တဲ့အချိန်ကိုအမှတ်ရစေဖို့ဖြစ်ပါတယ်။နာရီရဲ့ဘေးမှာလည်းအသက်ဆုံးရှုံးခဲ့ရတဲ့ကစားသမားတွေနဲ့ကလပ်တာဝန်ရှိသူတွေရဲ့အမည်တွေကိုရေးထိုးထားပါတယ်။ဒီနေ့အထိမန်ယူပြည်သက်တွေဟာ Old Trafford ကိုရောက်တိုင်းအဲ့ဒီနာရီရှေ့မှာဘန်းခွေတွေချတပ်ပုံရိုက်ပြီးပွဲလုံးသူတွေကိုဂုဏ်ပြုလေးရှိကြပါတယ်။ဖြစ်စဉ်ကိုပြောရရင်1958ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ဥရောပဖလားပြိုင်ပွဲမှာ Yesterday နဲ့ကစားပြီးအင်္ဂလန်ကိုပြန်လာတဲ့မန်ယူတင်းဟာဂျာမနီနိုင်ငံမြူးနစ်မြို့မှာစီဖြစ်ဖို့ဖြစ်တရက်နာခဲ့ပါတယ်။စီဖြစ်ပြီးနောက်လေရင်ပြန်တက်ဖို့စ조사ခဲ့ရင်းမဲ့ပထမအကြိမ်နဲ့ဒုတိယအကြိမ်မှာအောင်မြင်ခဲ့ပါဘူး။တတိယအကြိမ်မှာတော့နေ့ရေဖုံးနေတဲ့ပြေးလမ်းပေါ်မှာလေရင်ဟာလုံလောက်တဲ့အမြန်နှုန်းမရနိုင်ပဲပြေးလမ်းကိုကြော်ထွက်ကပြတ်ကျသွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့်လေရင်ပေါ်ကလူ44ယောက်ထဲက23ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီထဲမှာမန်ယူရဲ့အနာဂတ်လို့သတ်မှတ်ခံထားရတဲ့ Busby Base လူငယ်ကစားသမား10ယောက်လည်းပါဝင်ခဲ့ပါတယ်။အသင်းမန်နေဂျာမပတ်စပီဟာပြင်းထန်စွာဒဏ်ရာရခဲ့ပေမဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒီဖြစ်ရဟာမန်ယူတင်းအတွက်အဆုံးသတ်ဖြစ်သွားမယ်လို့လူများကထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့လက်လျှော့မသွားခဲ့ပါဘူး။အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဘော်ဘီချာဒန်နဲ့အသင်းသားတွေဟာမပတ်စပီဦးဆောင်မှုအောက်မှာအသင်းကိုပြန်လည်တည်ဆောက်ခဲ့ပြီး10နှစ်အကြာ1968ခုနှစ်မှာဥရောပဖလားကိုပထမဆုံးအကြိမ်စုကူးနိုင်ခဲ့ပါတယ်။မြူးနစ်လေရင်ပြတ်ကျမှုဟာကြေကွဲဖွယ်ဖြစ်ရတစ်ခုတောင်မဟုတ်ပါဘူး။ဒါဟာမန်ချက်စတာယူနိုက်တက်ရဲ့ဘယ်တော့မှလက်မလျှော့ဘူးဆိုတဲ့စိတ်ဓာတ်ကိုကမ္ဘာတစ်ဝန်းလုံးသိရှိသွားစေခဲ့တဲ့သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။တင်တာတရေနီစိတ်ဓာတ်ရှိတဲ့မန်ယူဖန်တယောက်ဆိုရင်ကိုမန့်မှာမန်ချက်စတာယူနိုက်တက်လို့မှန်သွားပေးပါဦး။ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like နဲ့ follow လေးလုပ်သွားပေးပါဦးနော်။